ပြန်ပွင့်လာအောင်ဘယ်လိုလုပ်အောင်လဲဆိုတော့ကိုလာပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်မမျှဝေခင်ကျွန်မရဲ့ဗီဒီယိုလေးကို like and share ဖို့လေးပါများများလုပ်ထားပေးကြအောင်เนาะချစ်လေးအားလုံးကျေးဇူးတင်ပါတယ်ရှင်အဲ့တော့လက်လာဘတ်တွေပိတ်ဆို့သွားတဲ့အခါမှာပေါ့နော်ပြန်ပြီးတော့ပွင့်လာအောင်ဘာတွေလုပ်ရမှာလဲပေါ့နော်အဓိကကတော့အိမ်တန်းရှင်ရင်လုပ်ပါเนาะအိမ်သားကအစเนาะကိုယ့်ရဲ့အခန်းเนาะမကောင်းတဲ့ပစ္စည်းတွေအကုန်လုံးပြစ်ထုတ်เนาะပြီးလို့ရှိရင်တတ်ရှင်းထားပါเนาะအများနဲ့ညညပပတ်နေတဲ့သူကလက်လာပဲပိတ်ဆို့စေတယ်နောက်တစ်ခုကပကံတွေစားပြီးတိုင်းဒီတိုင်းပဲပုံထားရဲဆိုရင်အဲ့ဒါလက်လာပဲပိတ်ဆို့စေတယ်เนาะအဲ့တော့ပကံတွေစားပြီးတိုင်းချက်ချင်းစေချက်ချင်းတန့်ရှင်းရင်လုပ်เนาะအခန်းထဲမှာရှင်းထားပါနောက်တစ်ခုကတန့်ရှင်းလုပ်တဲ့အခါမှာအေးပါပြောရမယ့်အရာရှိတယ်เนาะအဲ့ဒါကဘာလဲဆိုတော့ကိုကဥမာပြကိုကအိမ်ကိုတရက်စီလဲเนาะမကောင်းတဲ့ຢာတွေထွက်မကောင်းတဲ့ຢာတွေထွက်မကောင်းတဲ့ຢာတွေထွက်သွားပြီเนาะပြီးတော့လို့ရှိရင်အိမ်ကျန်းတိုက်မယ်ဆိုရင်ခုချိန်ကစားပြီးကောင်းတဲ့ຢာတွေဝင်လာပြီခုချိန်ကစားပြီးကောင်းတဲ့ຢာတွေဝင်လာပြီကံကောင်းပြီငွေတွေဝင်ပြီငွေတွေဝင်ပြီငွေတွေဝင်ပြီလက်လာဘတ်တွေပွင့်လက်လာဘတ်တွေပွင့်လက်လာဘတ်တွေပွင့်ပြီအဲ့လိုမျိုးနှုတ်စီးတယ်เนาะကိုနှုတ်ကပြောတဲ့အတိုင်းတကယ်ဖြစ်လာတယ်ဒါကြောင့်မလို့ပြောပါเนาะပြီးလို့ရှိရင်နောက်ဆုံးနံပါတ်3ချက်ကပြောပြောရှင်းရှင်းနေပါစိတ်ချမ်းသာအောင်နေပါနှုတ်တွေကိုမကြည့်နဲ့เนาะသတင်းစိုးတွေကိုမကြည့်နဲ့ကောင်းတာတွေများများကြည့်ပြောရှင်းအောင်လေးပါဒါဆိုရင်လက်လာဘတ်တွေပြန်ပြီးတော့ပွင့်လာပါလိမ့်မယ်21ရက်ထိသွားလို့ရှိနော်လုံးဝညင်ညင်ပပတ်မနေရဘူးအနှုတ်နဲ့မနေရဘူးเนาะနံပါတ်1နေတဲ့အခန်းကိုညင်ပတ်မနေရအောင်လူလည်းတန်းရှင်းနေပြရမယ်အခန်းကိုလည်းတန်းရှင်းနေပြရမယ်နံပါတ်2အစိုးတွေကိုမပြောအောင်အစိုးတွေကိုမကြည့်အောင်နံပါတ်3အစိုးစိတ်နဲ့လုံးဝမနေရအောင်เนาะအဲ့ဒါလာပြောတာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးကံကောင်းကြပါစေအပေါ်မှာပြထားပြီးတဲ့အဆောင်လေးပေါ့နော်ဆွဲကြိုးအဆောင်လေးเนาะဆွဲကြုံတဲ့လောကတိပေါ့သူနဲ့အကယ်၍လက်ပွင့်ခြင်းနဲ့ကံပွင့်ခြင်းနဲ့เนาะငွေကံတွေကောင်းခြင်းနဲ့เนาะစီးပွားရေးကံတွေကောင်းခြင်းနဲ့ဆိုရင်စောင့်ထားလို့ရပါတယ်ရှင်เนาะလိုအပ်တဲ့ဆိုရင်တော့လိုချင်တဲ့သူလာမှာလို့ရပါတယ်ကံအကြီးကြီးကောင်းခြင်းတဲ့သူတော့ပေါ့เนาะအထူးအဆောင်လေးဖြစ်ပါတယ်ရှင်